International Review System ဖြစ်တဲ့ Rotten Tomatoes တို့မရှိတဲ့မြန်မာရုပ်ရှင်ဇာတ်ကားတွေကိုရောကောင်းမကောင်းဘယ်လိုတတ်မှတ်မှာလဲ Okay guys အရင်ဗီဒီယိုမှာတော့ Rotten Tomatoes ဆိုတာပါလဲဘယ်လိုအလုပ်လုပ်လဲဆိုတာကိုသင်ပေးသွားပြီးဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ Rotten Tomatoes တွေမရှိတဲ့မြန်မာရုပ်ရှင်လောကမှာကောင်းမကောင်းဘယ်လိုဆုံးဖြတ်ကြလဲဆိုတာနဲ့ပတ်သက်ပြီးနည်းနည်းရှင်းလင်းရေးဝေပါရစေဟုတ်ပါတယ်မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာတော့ Rotten Tomatoes ဆို International Review System ကတော့ခုချိန်ထိမရှိသေးပါဘူးဒါကြောင့်မြန်မာရုပ်ရှင်တွေကောင်းမကောင်းဆိုတာကိုတော့ဒီလိုနည်းနဲ့အကြမ်းဖျင်းခွဲခြားလို့ရပါတယ် Number 1 Box Office လက်မှတ်ရောင်းအားပထမဆုံးအနေနဲ့ရုပ်ရှင်ဇာတ်ကားရဲ့လက်မှတ်ရောင်းအားကိုကျွန်တော်တို့ကြည့်ကြပါမယ်ရုပ်ပြီးရဆိုရင်တော့ရုပ်ရှင်ကောင်းတယ်လို့အကြမ်းဖျင်းသတ်မှတ်ပါမယ် Number 2 Social Media Reaction ဒုတိယတစ်ခုကတော့မြန်မာလူမျိုးတွေရဲ့အသုံးအများဆုံး social platform တွေဖြစ်တဲ့ Facebook, TikTok တို့မှာ review ကောင်းလား share များလားဒါတွေနဲ့တိုင်းတာပါမယ် Number 3စုပေးပွဲများမြန်မာရုပ်ရှင် Academy လို့စုပေးပွဲတွေကတော့ရုပ်ရှင်ရဲ့ quality ကိုတိုင်းတာတဲ့နည်းတစ်ခုပါပဲ but ဒါပေမဲ့မဟာလာခေရဲ့ရုပ်ရှင်တွေတဲ့ Academy ပွဲတွေကိုတော့မိတ်ဆွေတို့လည်းသိကြမယ်ထင်ပါတယ်ဒါကြောင့်မိတ်ဆာခေရဲ့ရုပ်ရှင်နဲ့ Academy လို့စုပေးပွဲတွေကတော့ကျွန်တော်ထည့်မတွက်ထားပါဘူး Number 4 ပြိတ္တအမြင်ဟုတ်ကဲ့ဒါကတော့အလောကိုအရေးပါပါတယ်နေ့စဉ်နဲ့များပြောနေကြတဲ့လူတွေရဲ့စကားတွေထဲမှာကောင်းတယ်မကောင်းဘူးဆိုတဲ့စကားလုံးတွေဟာလည်းရုပ်ရှင်တစ်ခုအတွက်အလောကိုအရေးကြီးတဲ့ကဏ္ဍမှာရှိနေပါတယ်ဒါပေမဲ့ရုပ်ပြည်တိုင်းတော့အရေးတွေကောင်းတယ်လို့မဆိုလိုပါဘူးဥပမာနာမည်ကြီးမင်းသားပိုင်လက်မှတ်ရောင်းအောင်ပိုကောင်းတာပေါ့စက်ပဲပေါ့ဒါကြောင့်မြန်မာရုပ်ရှင်တွေကို rating တစ်ခုတည်းနဲ့မတိုင်းတာနိုင်သေးပါဘူးတဲ့မြင်မှာရောမြန်မာရုပ်ရှင်တွေကိုတိုင်းတာဖို့ rating system တခုလိုအပ်နေပြီလားဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒါနဲ့အပန်းမကြည့်ရင်ကျွန်တော်ဗီဒီယိုတွေကို like နဲ့ follow တွေမဆပေးသွားကြပါဦးကျွန်တော်ကတော့ Bizarro ပါ